ဒီ character တွေမှာ devil fruit တွေရှိခဲ့ရင်ဘာဖြစ်မလဲသူတို့နဲ့ bear fruit ကအလိုက်ဖဆုံးဖြစ်မလဲပြီးတော့သူတို့ဘလောက်အစွမ်းထက်လာမလဲဆိုတာကိုခင်ဗျားတို့တွေးဖို့လားကောင်းပြီ devil fruit တရားကျော်ကိုမွေနောက်ပြီးနောက်မှကျွန်တော်အကောင်းဆုံးလေးကိုရှာတွေ့ခဲ့ပါပြီဒန်နာရီလာပင်လဲဓာပြပြီးရင် Goldie Roger ကနေစရအောင် Roger ကသူ့ရဲ့မယုံနိုင်လောက်အောင်အစွမ်းထက်ချက်ဟာကီကြောင့်မသားစီးနိုင်တဲ့အင်အားစုအဖြစ်လူသိများပါတယ်ကျွန်တော်တို့သိရသလောက်သူကဘဲတိုက်ကွဲမှမရှုံဖူးပါဘူးဒါဆို Roger ကဒီလောက်အစွမ်းထက်နေပြီဆိုရင်သူ devil fruit စားခဲ့ရင်ဘာဖြစ်မလဲဆိုတာခင်ဗျားတို့တွေးဘူးလားဒီအချင်းတွေမှာဘာဖြစ်နိုင်လဲဆိုတာတော့ခံမှန်းချင်တယ်ဆိုရင်ပထမဆုံးအနေနဲ့သူ့အတွက်ဘဲ devil fruit ကအသင့်တော်ဆုံးဖြစ်မလဲဆိုတာတော့ရှာဖွေဖို့လိုပါတယ်တခုတည်းကြောင်းမဲ့အစားနှစ်ခုကိုကြည့်ရအောင်ပထမဆုံးအနေနဲ့မေရာနိုမီပါပုံမှန် Logia စွမ်းရည်တွေအပြင်ဒီ fruit ကအသုံးပြုသူကိုချက်ချိုင်းထူးခြားတဲ့နည်းလမ်းတွေနဲ့အသုံးပြုနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်ဥပမာမေရာနိုမီကသူ့ရဲ့ဒန်တာရီလာတာ S နဲ့ပေါင်းဆက်ပြီးအလုပ်လုပ်နိုင်ပါတယ်ဒါကရန်သူမရောက်ခင်မှာနဲ့ playback တွေကိုမီးတောက်တွေနဲ့အဝေးကနေတိုက်ခိုက်နိုင်စေပါတယ်ဒါအပြင်သူ့ကိုပို့ပြီးမြန်မြန်ခရီးသွားနိုင်မှာပါသူကမီးတောက်တွေကိုသူ့ခြေထောက်တွေအတွက် engine launch pad မှုအဖြစ်အသုံးပြုပြီး playback တွေကိုလက်စီးအញ្ញံလုံးနဲ့တိုက်ခိုက်နိုင်ပါတယ်ကောက်ပြီဒါကရက်စရာကောင်းတယ်လို့ကျွန်တော်သိပါတယ်ဒါပေမဲ့ကျွန်တော်တို့ Roger အကြောင်းပြောနေတာပါသူဒီလိုမျိုးတစ်ခုခုကိုစ조사မယ်ဆိုတာစိတ်ကူးရတာမခက်ပါဘူးကျွန်တော်ပြောစင်တဲ့နောက်ထပ် devil fruit ကတော့ဂိုမူနိုမီတာမတ်မဟုတ်လျှော့ခွာစွာလူသိများနဲ့ဟီတိုနိုမီ modern နစ်ကပါဒီ mythical zoan devil fruit ကကမ္ဘာအစိုးရအတွက်အကြီးမားဆုံးချင်းချောက်မှုဖြစ်ပြီး join point နဲ့ဆက်ဆက်နေတဲ့ danda yula fruit တစ်ခုပါဒါဆိုဒီ fruit က Roger အတွက်ဘာလို့အကောင်းဆုံးရွေးချယ်မှုဖြစ်မလဲကောင်းပြီ series တစ်လျှောက်လောက် Roger နဲ့ Luffy ကသူတို့ရဲ့သဘောထားကြီးတဲ့ဆက်ရိုက်ကနေအတူတူပြောဆိုတာအထိ subscribe ခလုတ်ကိုနှိပ်ရတာကိုကြိုက်တာအထိတူညီတဲ့ traits ရေသွေးတွေအများကြီးရှိတာကိုပြသခဲ့ပါတယ်။ဘာပဲဖြစ်ကျေးဇူးတင်ပါတယ်။သူတို့မှာတူညီတဲ့ devil fruit ရှိတာကတဘာဝကြပါတယ်။ Roger ကသူ့ရဲ့စွန့်စားခန်းတီအတွင်းမှာ Luffy လုတ်ခဲ့တယ်လို့ပဲဒီ fruit ရဲ့နိုးထမှုကိုတေချာပေါက်ခင်းနိုင်ပါလိမ့်မယ်။ဆိုလိုတာကသူဟာရောဘတ်စွမ်းရည်တွေတာမကသူ့ရဲ့နိုးထလာတဲ့ပုံစံရဲ့လက်တွေ့ကိုပြောင်းလဲနိုင်တဲ့စွမ်းရည်တွေလည်းရှိလိမ့်မယ်။ပြောရရင်ကျွန်တော်ဒီဗီဒီယိုအတွက် Roger ရဲ့ Sun God ပုံဆွဲထားပါတယ်။သူအရန်ခူးနေတယ်ဆိုတာကိုခင်ဗျားတို့ဝန်ခံရပါလိမ့်မယ်။ဒါဆို fruit နှစ်ခုလုံးကိုပြန်လဲဆန်းစစ်ပြီးတော့ Roger အတွက်ဘယ်တစ်ခုကပိုကောင်းတဲ့ရွေးချယ်မှုဖြစ်မလဲကျွန်တော်အမြင်ကတော့ Luffy နဲ့ Joy Boy တို့နဲ့ဆက်ဆက်နေတဲ့ဂိုမူနိုမီကတေချာပေါက်ပါပဲဒါပေမဲ့မီးတောက်ဒီနဲ့ Roger ကလည်းအရန် sick မှာပါRoronoa Zoro Straw-Hat Pirates ရဲ့ Vice Captain ဖြစ်တဲ့ Zoro ကကမ္ဘာအတန်မာဆုံးဓာတ်သမားဖြစ်ဖို့သူ့ရဲ့အိမ်မက်ကိုအကောင်အထည်ဖို့ဘယ်အရာကိုမဆိုရပ်တတ်မဲ့ကျွမ်းကျင်ဓာတ်သမားတစ်ယောက်ပါသူ့ရဲ့ထူးခြားတဲ့တိုက်ခိုက်ရေးပုံစံကတော့ခတာနာဓာတ်စီ3ချောင်းကိုတပြိုင်နက်တည်းကင်ဆောင်ပြီးအသုံးပြုတာပါဒါကို3 shot style လို့လေးသိများပါတယ်ဒါကြောင့် Zoro အထက်အကောင်းဆုံး fruit ကဒီတိုက်ခိုက်ရေးပုံစံကိုတနည်းတစ်ဖုံအထောက်အကူပြုပြီးမြင့်တင်ပေးနိုင်တဲ့ fruit ဖြစ်လိမ့်မယ်ပထမတစ်ချက်မှာထင်ရှားတဲ့ရွေးချယ်မှုကတော့ Mr. 1 ရဲ့ super nomi ပါဒါကအသုံးပြုသူတွေကိုကိုခန္ဓာအစိပ်ပိုင်းတွေကိုဓာတ်တွေအဖြစ်ပြောင်းလဲနိုင်စေပါတယ်ဒါက Zoro အတွက်တချို့အခြေအနေတွေမှာတကယ်ကိုကောင်းကောင်းအလုပ်လုပ်နိုင်ပါတယ်ဥပမာသူ့ဓာတ်တွေလုံးဝပျောက်ဆုံးနေတဲ့အခါဒါမှမဟုတ်သူ့ရဲ့ stance ကိုဖြစ်ဆွတ်ဖို့နောက်ထပ်ဓာတ်တစ်ချောင်းလိုအပ်တဲ့အခါမျိုးပေါ့သို့တော်လည်းဒီ free ရဲ့အားနည်းအချက်ကတော့ဒီဓာတ်တွေကသူ့ရဲ့ပုံမှန်ဓာတ်တွေဖြစ်တဲ့အမဒါမှမဟုတ်ရှုဆွေထအများကြီးအားနည်းနေမှာပါဒါကြောင့်သူ့ရဲ့စွမ်းရည်တွေကိုအချီးကျကန့်သက်ထားမှာပါဒီတစ်ခုအပြင် Zoro အတွက် Logia type fruits တချို့ကိုထည့်ဆွန်းစဉ်းစားနိုင်ပါတယ်ဘာလို့လဲဆိုတော့ဓာတ်တွေကသူ့ရဲ့စွမ်းရည်တွေကိုတိုးတက်စေမှာဖြစ်လို့ပါဒါပေမဲ့ဒါကိုပို့ပြီးစိတ်ဝင်စားစရာကောင်းအောင်လုပ်ပြီးခင်ဗျားတို့အများစုမကြားဘူးတဲ့ fruit တစ်ခုကိုသူ့ကိုပေးရအောင်ဒီ fruit ရဲ့နာမည်ကိုလက်ရှိမဖော်ပြရသေးပါဘူးဒါပေမဲ့ဒါကို Marine Vice Admiral Onigumo ကအသုံးပြုခဲ့ပါတယ်ဒီ devil fruit က spider zoan တစ်မျိုးဖြစ်ပုံရပါတယ်ဒါကသူ့ရဲ့32ကိုနောက်ကျောက်ကနေလက်6ချောင်းထပ်ထွက်လာစေပါတယ်ဒီ fruit က Zoro အတွက်အကောင်းဆုံးဖြစ်ပါလေနဲ့ဘာလို့လဲဆိုတော့သူဟာဓာတ်6ချောင်းကိုတပြိုင်နက်ထိကိုင်နိုင်မှာထုတ်လို့ပါသူဘလို့ extra techniques တွေနဲ့လာနိုင်မလဲဆိုတာကိုစဉ်းစားကြည့်ပါအခုတော့ခမရတို့တချို့က Zoro က Ashura ကိုအသုံးပြုတဲ့အခါဓာတ်6ချောင်းပုံစံကိုအသုံးပြုနိုင်ပြီးသားလို့ပြောကောင်းပြောနိုင်ပါတယ်ဒါပေမဲ့ဒီကွာခြားချက်ကတော့သူဒီနည်းစနစ်ကိုအသက်သွင်းတိုင်းစွမ်းအင်အများကြီးကုန်ဆုံးမှာမဟုတ်တော့ပါဘူးနောက်ထပ်အားသာချက်တစ်ခုကတော့ Zoro က One Piece War တစ်လျှောက်လုံးဒန်တာရီလာဓာတ်တွေကိုပို့ပြီးရှာဖွေနိုင်ပြီးဒါတွေအားလုံးကိုတစ်ချိန်တည်းအသုံးပြုနိုင်မှာပါခမရတို့ဘလို့ထင်လဲမသိဘူးဒါပေမဲ့ Zoro အတွက်
ဒီထက်ပိုပြီးအလိုက်ဖက်တဲ့ fruit ကိုကျွန်တော်တို့ဘယ်တော့မှရှာတွေ့နိုင်မယ်လို့မထင်ပါဘူး။ဖော်ပြဖို့ကြံရှိနေသေးတဲ့စိတ်ဝင်စားစရာ characters 6 ယောက်ရှိပါသေးတယ်။နောက်တစ်ယောက်ကတော့ Zoro ရဲ့အကြီးမားဆုံးအသားစီးဖြစ်တဲ့ Draco Mihawk ပါ။ Mihawk ကကမ္ဘာအတမဆုံးဓာသမား TV series မှာကျွန်တော်တို့နဲ့ပထမဆုံးမိတ်ဆက်ပေးခဲ့တဲ့ Warlord တစ်ယောက်ပါ။သူရဲ့အဓိကလက်နက်ကတော့ Yoru လို့နာမည်ပေးထားတဲ့အေယာမဓာတစ်ချောင်းပါ။သူစီကနေကျွန်တော်တို့မြင်ဖို့တဲ့တိုက်ပွဲအနေငယ်ကိုအခြေခံပြီးသူဟာ Emperor level တိုက်ခိုက်ရဲသမားတစ်ယောက်ဖြစ်ပုံရပါတယ်။ Mihawk ဟာဒန်ဒါယီလာဘန်ပိုင်းရဲ့ Dracula ကနေရှင်းရှင်းလင်းလင်းလုံဆောင်မှုရယူထားပါတယ်။သူရဲ့ကိုယ်ပိုင်နာမည်က Dracula ဖြစ်ပြီးသူရဲ့ပုံစံတစ်ခုလုံးက horror လုံဆောင်မှုတွေရှိပါတယ်။ဒါကြောင့်သူ့ကိုခါခဲနိုမီကတော်တော်လေးလိုက်ဖက်တယ်လို့ကျွန်တော်ထင်ပါတယ်။ Mihawk ကနောက်ထပ်အကောင်ဆုံး fruit တစ်ခုလည်း series မှာရှိပါသေးတယ်။ဒါပေမဲ့တစ်ခုချင်းစီသွားရအောင်ခါခဲမီနဲ့ Mihawk ကသူချင်မုန်းလိုက်တဲ့လူတွေအရေးတွေအားလုံးကိုစုဆောင်းနေပါတယ်။အခုတော့ Mihawk ကအရန်အစွမ်းထပ်နေပြီးသားဖြစ်လို့သူ့ကိုကာကွယ်ဖို့အရေးစစ်တပ်တစ်ခုတကယ်တမ်းမလိုအပ်ပါဘူး။သူကဒါတွေကို trophies ဒီအဖြစ်နဲ့သူကိုစိန်လာခေါ်တဲ့လူတွေကိုအပစ်ပေးကိုစုဆောင်းပါလိမ့်မယ်။ဒါက vampire idea နဲ့လည်းကောင်းကောင်းလိုက်ဖက်ပါတယ်။ Mihawk ရဲ့ပြိုင်ဘက်တွေဟာနေအောင်ချီနဲ့ပြည့်စည်သွားကြတာမျိုးပေါ့။ကောင်းပြီဒီ fruit က Mihawk အသာတကယ်တမ်းဖန်တီးထားတာပါ။ဒါပေမဲ့တခြား fruit တစ်ခုကသူ့ကိုပိုပြီးလိုက်ဖက်နိုင်တယ်လို့ကျွန်တော်ပြောရင်ရောBeto no mi modern vampire ခင်ဗျားတို့ဒီ fruit ကိုကျွန်တော်ဖန်တီးနေတယ်လို့ထင်ကောင်းထင်နိုင်ပါတယ်။ဒါပေမဲ့ဒါက One Piece Universe မှာတကယ်တမ်းရှိပါတယ်။အထူးသဖြင့် Video Game Unlimited Warrior မှာပေါ့ဒီ fruit ကအထုံးပြုသူကို vampire အဖြစ်တကယ်တမ်းပြောင်းလဲစေပြီး teleport လုပ်နိုင်တဲ့စွမ်းရည်နဲ့တခြားသူတွေစီကနေ life force ကိုစုပ်ယူနိုင်တဲ့စွမ်းရည်ကိုပေးပါရဲ့။Bato no mi က canon မဟုတ်ကကြောင့်သူ့အကြောင်းအချင်းပုံမဖြုံးတော့ပါဘူး။ဒါပေမဲ့ဒါက Mihawk အတွက်ကျွန်တော်ရဲ့နောက်ဆုံးရွေးချယ်မှုပါပဲ။ဘာလို့လဲဆိုတော့သူကအလိုက်ဖတ်ဆုံးတစ်ခုဖြစ်တဲ့ဆိုတော့ငင်းလို့မရလို့ပါ။ Kosuki Oden ဝါနိုရဲ့ဒန်တာရီလာတာရဲ့ Oden ကသူ့ရဲ့ထူးခဲ့တဲ့ဓာပညာနဲ့ Haki Control ကြောင့်အသက်ရှင်နေသူတွေထဲမှာအစွမ်းအထက်ဆုံးလူတွေထဲကတစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူ့အတွက်ကျွန်တော်ရွေးချယ်ခဲ့တဲ့ပထမဆုံး Devil Fruit ကခမရတို့တချို့အတွက်နီးနဲ့ထူးဆန်းနိုင်ပါတယ်။ဒါပေမဲ့ဒါကတကယ်တမ်း Ine ရဲ့ Devil Fruit Goro no Mi ပါ။ဒါကသူ့ရဲ့သုံးဆဲသူကိုလက်စီးတက်ကိုထိန်းချုပ်နိုင်ပြီးကိုယ်တိုင်လက်စီးတက်အဖြစ်ပြောင်းလဲနိုင်စေပါတယ်။ဒါဆိုကျွန်တော်ဒီ Fruit ကို Oden ကိုပေးရတဲ့အကြောင်းရင်းကတော့သူကတိုက်ခိုက်ရဲမှာလုံလောက်အောင်အစွမ်းထပ်နေပြီလို့ကျွန်တော်ယုံကြည်လို့ပါဒီ fruit ညလောဂီယာဂုံတက်တည်တယ်နဲ့ဆိုရင်သူမရှုံးနိုင်သူဖြစ်လာပါလိမ့်မယ်သူဟာလက်စီးအမြန်နှုန်းနဲ့ရွေ့လာနိုင်ပြီးပြိုင်ဘက်တွေကမတိလိုက်ပဲသူတို့ကိုဓာတ်နဲ့ခုန်နိုင်ပါလိမ့်မယ်သူတို့မှာ advanced observation haki မရှိဘူးဆိုရင်ပေါ့ဒီ fruit နဲ့ Oden တိုက်ပွဲမှာရှုံးနိုင်တဲ့တခုတည်းသောနီလန်ကတော့သူတိုက်ခိုက်နေတဲ့ရန်သူကတနည်းတစ်ဖုံလက်စီးတက်ကိုခုခံနိုင်တာမျိုးပေါ့အင်းနဲ့တိုက်ပွဲမှာလူဖီဖြစ်ခဲ့တယ်လို့ပေါ့ဒါက Oden တက်ပိုပြီးအလိုက်ဖက်တဲ့ Devil Fruit က Inu no Mi Model Okuchi no Makami ဖြစ်ပါလိမ့်မယ်ဒီ mythical Zoan Fruit ကသူ့ကိုဝါနိုရဲ့အဆောင်အရှောက်ဖြစ်တဲ့ရှေးဟောင်းဝန်ပလွင်နတ်ဖီယာအဖြစ်ပြောင်းလဲနိုင်စေပါမယ်ဒါက Oden ရဲ့ Royal Bloodline နဲ့သူ့နိုင်ငံကိုချစ်မြတ်နိုးမှုတို့ကိုထည့်သွင်းစဉ်းစားတဲ့အခါ thematically လိုက်ဖက်ပါတယ်ဒါအပြင်သူ့ရဲ့တိုက်ခိုက်ရေးပုံစံနဲ့လည်းကောင်းကောင်းလိုက်ဖက်ပါတယ် Zoan Fruit ကသူ့ကိုမြင့်တင်ထားတဲ့ခွန်အားနဲ့အမျက်နှုံးကိုပေးပါလိမ့်မယ်သူ့ကိုဘလို့နီးနဲ့မှကန့်သက်ထားမှာမဟုတ်ပါဘူးရေခဲတိုက်ခိုက်မှုတို့ကိုအထောက်ပြုနိုင်တဲ့စွမ်းရည်က cherry on top ဖြစ်ပါလိမ့်မယ်ဒါပေမဲ့ရိုးရိုးသားသားပြောရရင် Oden ကဒါကိုတိတ်အသုံးမပြုဘူးလို့ကျွန်တော်မြင်ပါတယ်ဘာလို့လဲဆိုတော့သူကသူ့ရဲ့ samurai တိုက်ခိုက်ရေးပုံစံကိုဆက်ထိန်းသိမ်းထားခြင်းပုံရလွယ်ပါဒါဆိုဒီ fruits နှစ်ခုထက်ကဘယ်တစ်ခုက Oden တို့ပိုတင်တော်မလဲကောင်းပြီကျွန်တော်တို့ characters တွေကို devil fruits တွေပေးပြီးတတ်နိုင်သမျှအစွမ်းထက်အောင်စူးစမ်းနေတာဖြစ်လို့ Ine ရဲ့ fruit ကပိုကောင်းတဲ့ရွေးချယ်မှုတစ်ခုလို့ကျွန်တော်ထင်ပါတယ်ဘာလို့လဲဆိုတော့ဒါကကဘာပေါ်မှာမရှုံးနိုင်တဲ့ fruits တွေထက်ကတစ်ခုအဖြစ်သတ်မှတ်ထားလို့ပါ characters တွေကတဝက်ကိုဖျက်ကျော်ပြီးတော့ကျွန်တော်တို့နောက်ဆုံးတော့တအိုးတဲ့တော့ Sandy Shanks အကြောင်းပြောဖို့အသင့်ဖြစ်ပါတယ် Shanks ကလက်ရှိ series မှာအတန်မာဆုံး Emperor တရားဖြစ်ပါတယ်သူအကြောင်းကျွန်တော်တို့သိရတာအကန့်အသတ်ရှိပေမဲ့သူက Haki ပုံစံအားလုံးကိုကျန်းကျင်ကြောင်းကျွန်တော်တို့သိပါတယ်အထူးသဖြင့်အစအထက်ဆုံးဖြစ်တဲ့ Conqueror's Haki ကိုပေါ့ Red Hepharis အကြောင်းစိတ်ဝင်စားစရာကောင်းတာကတော့သူတို့က series မှာ Devil Fruit abilities တစ်ခုမှမရှိတဲ့တစ်ခုတည်းသော crew ပါဒါဆိုသူတို့ရဲ့လက်ရှိအစွမ်းထက်နေပြီးသား Captain မှာဒါရီရှိခင်ရဲ့ဘယ်တစ်ခုဖြစ်မလဲကောင်းပြီသူကိုသူ့ရဲ့ look for kind fan Emperor တယောက်ပိုင်ဆိုင်တဲ့ Devil Fruit တန်ထက်ကတစ်ခုနဲ့ Devil Page ဖြင့်စတင်ရအောင် Black Bear ရဲ့ Yami no Mi ပါဒီ Logia type Devil Fruit ကသူ့ကိုမောင်မရဲ့စွမ်းအားကိုပေးပါလိမ့်မယ်အခြေခံအားဖြင့်တခြား Devil Fruit စွမ်းအားတွေကိုပြည့်ပြဲစေပြီးပဝန်းကျင်ကအရာတွေကို Black Hole တစ်ခုလိုစုပ်ယူနိုင်စေပါတယ်
ခင်ဗျားတို့ဘာလို့ chance ကိုဒီ devil fruit ကိုပေးရလဲလို့တွေးနေမယ်ဆိုရင်ရိုးရှင်းတဲ့အကြောင်းပြချက်တစ်ခုရှိပါလေ chance ကအဓိကအဖြစ် hockey base fighter တယောက်ပါသူဟာတွေးလေပြိုင်ဘက်တွေကိုလုံးဝမလှုပ်ရှားနိုင်အောင်လုပ်ဖို့သူ့ရဲ့အစွမ်းထက်တဲ့ conquerors hockey press ကိုအားကိုးပါတယ်ဒီလိုလူမျိုးမှာတခြားလူတွေရဲ့ fruits တွေကိုပြက်ပြယ်စင်နိုင်တဲ့စွမ်းအားလည်းရှိလဲလို့စိတ်ကူးကြည့်ပါသူကမသားစည်းနိုင်သူဖြစ်ပါလိမ့်မယ် chance ကဒီ fruit ကိုအသုံးပြုပြီးပိုအသေးငယ်တဲ့ blood host တွေပို့ပြီးသူ့ရဲ့ပြိုင်ဘက်တွေရဲ့လက်နက်တွေနဲ့ပစ္စည်းတွေကိုစွန့်ညှို့နိုင်ပါတယ် Admirals လိုမျိုးလူတွေတောင်သူ့ကိုရင်ဆိုင်ဖို့အခွင့်အရေးမရှိပါဘူး။ဘာလို့လဲဆိုတော့သူတို့ရဲ့အစွမ်းထက်တဲ့ Logia Devil Fruits တွေကအသုံးမဝင်တဲ့လောက်ဖြစ်သွားမှာပါ။သူတို့က Haki ကိုပဲအသုံးပြုပြီးသူ့ကိုတိုက်ခိုက်ရမှာပါ။ဒါကသူတို့အတွက်တိတ်အဆင်ပြေမှာမဟုတ်ဘူးလို့ပြောရအောင်။ Chance နဲ့လိုက်ဖတ်မယ်နောက်ထပ် Devil Fruit တစ်ခုကလာ Magu no Mi ပါ။ဒါကသူ့ရဲ့ရန်သူတွေထက်ကတယောက်ဖြစ်တဲ့ Marine Flea Eminent အခိုင်အနှုံးပိုင်ဆိုင်ပါတယ်။ဒီ Devil Fruit ကို One Piece Plantation Order ကကမ္ဘာပေါ်မှာအမြင့်ဆုံးကာကွယ်ရေးစွမ်းရည်တွေရှိတဲ့ fruit ဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။ဒါကအသုံးပြုသူကို super နေတဲ့ magma မီးတောင်ချော်ရည်အဖြစ်ပြောင်းလဲပြီးထိန်းချုပ်နိုင်စေပါတယ်။ဒါက chance ရဲ့စပင်းနေနဲ့သူ့ရဲ့ပုံစံတစ်ခုလုံးနဲ့လည်းတော်တော်လေးမိုက်မှာပါ။ဟုတ်ပါတယ်။ရိုးရီကောင်းရုံနဲ့တော့ဒီဗီဒီယိုအတွက်လုံးလောက်မှာမဟုတ်ပါဘူး။ဒါကြောင့်တိုက်ခိုက်ရေးမှာဒါကဘာတွေဆောင်ကျင်းလာမလဲဆိုတာကြည့်ရအောင်။ Marine Foot Arm မှာအခိုင်တို့ဟာဒီ Devil Fruit ကိုသူ့လက်တွေကနေ magma ကိုပစ်ထုတ်ဖို့အသုံးပြုနိုင်တာကိုကျွန်တော်တို့ပြသခဲ့ပါတယ်။ဒါကမီးတောင်ပေါက်ကွဲတာနဲ့ဆင်တူပါတယ်။ဒီအပေါ်အခြေခံပြီး chance လဲဒါကိုလုံနိုင်မယ်ဆိုတာသဘာဝကျပါတယ်။သူ့ဓာတ်ကိုခွေရန်ကအခါကြီးမားတဲ့ magma burst တစ်ခုကိုပစ်ထုတ်နိုင်ပါတယ်။တခြား Logia Devil Fruits တွေလိုပဲဒါကသူ့ကိုပိုပြီးမြင်စေပြီးထိခိုပိုခက်ခဲစေမှာပါ။သူ magma အဖြစ်ပြောင်းလဲပြီးစက္ကန့်ပိုင်းအတွင်းပျောက်ကွယ်သွားနိုင်ပါတယ်။ဒီ fruit ရဲ့နောက်ထပ်အားသာချက်တစ်ခုကတော့သူ့ရဲ့ရိုးရှင်းမှုပါပဲ။ chance ကတာမဖို့အတွက်ပြန်ထမ်းဖို့ဒါမှမဟုတ်ဘီလူးတစ်ကောင်အဖြစ်ပြောင်းလဲဖို့မလိုအပ်ပါဘူး။သူတိုက်ခိုက်နေစမှာသူ့ကိုအနောက်အရှက်မပေးမဲ့စွမ်းထက်တဲ့တိုက်ခိုက်ရဲ့ Devil Fruit တစ်ခုပဲလိုအပ်ပါတယ်။ဒါကြောင့်ကျွန်တော် Magu no Mi ကို chance အတွက်အသင့်တော်ဆုံး Devil Fruit အဖြစ်ရွေးချယ်လိုက်တာပါ။ Monkey D Gap ကလုံးဝ powerhouse တယောက်ဖြစ်ပြီးအသက်ရှင်နေတဲ့အတန်မာဆုံး Marine တွေတယောက်ပါသူ့မှာမယုံနိုင်လောက်အောင်ရုပ်ပိုင်းဆိုင်ရာခွန်အားနဲ့ Haki ကျွမ်းကျင်မှုရှိပါတယ်မကြတဲ့ခင်ကမန်ကမှာသူကလက်တီးတစ်ချက်တန်းနဲ့ကျွန်းရဲ့တစ်စိတ်တစ်ပိုင်းကိုလုံးဝဖျက်ဆီးပစ်တာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်အရေးကြီးတာကတော့ Gap ကတိုက်ပွဲမှာသူ့ကိုကူညီဖို့ဘယ်လက်နက်ကိုမှအားမကိုးပါဘူးသူဟာသူ့ level ကိုဒါအသုံးပြုပါတယ်ဒါကြောင့်ကျွန်တော်တို့ကအဲ့ဒီတိုက်ခိုက်ရေးပုံစံနဲ့အလိုက်ဖက်ဆုံး fruit ကိုရှာဖွေဖို့လိုပါတယ်ထပ်ပြီး devil fruits နှစ်ခုကိုစိတ်ထဲပေါ်လာပါတယ်ပထမတစ်ခုကတော့ Gura no Mi ပါဒီ fruit ကနေထပ်လာတဲ့အစွမ်းထက်တဲ့ငလျက်လွတ်ခတ်မှုတွေဟာဂါပြက်လက်တီချက်တွေနဲ့ပေါင်းဆက်ပြီးသူ့ရဲ့ခွန်အားကိုနောက်တစ်ဆင့်ကိုတေချာပေါက်ရောက်စေပါလိမ့်မယ်ခင်ဗျားတို့ကျွန်တော်ကိုသဘောမတူနိုင်ပေမဲ့ဒီ fruit က white beer ထက်ဂါထက်ပိုပြီးတင့်တော်တယ်လို့ကျွန်တော်ထင်ပါတယ်စဉ်းစားကြည့်ပါဒီ fruit ကိုအသုံးပြုသူရဲ့လက်တွေနဲ့သာအသက်သွင်းနိုင်ပါတယ်ဆိုလိုတာက white beer ဟာတိုက်ပွဲအလယ်မှာတိလက်နက်ကိုကင်ထားတဲ့အခါဒါကိုအပြည့်အဝအသုံးမပြုနိုင်ပါဘူးအခုတော့ God ကလက်တီးထိုးလိုက်တိုင်းတကျွန်းလုံးကိုလှုပ်ခတ်စေတဲ့မယုံနိုင်လောက်အောင်အစွမ်းထက်တဲ့ shock waves တွေကိုထုတ်လုပ်နေတာကိုစိတ်ကူးကြည့်ပါဖြက်စီးမှုကမခက်မှန်းနိုင်ပါဘူး God အတွက်နောက်ထပ်စိတ်ဝင်စားစရာရွေးချယ်စရာတစ်ခုကတော့ Dalmatian ပိုင်ဆိုင်တဲ့နာမည်မသိရသေးတဲ့ Dalmatian Zoan fruit ပါဒီအတွက်အကြောင်းပြချက်နှစ်ခုရှိပါတယ်ပထမတစ်ခုကတော့ God ကတိုက်ပွဲတွေမှာသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားကိုအားကိုးတာကြောင့်ဘယ် Zoan fruit ကမဆိုသူ့အတွက်အကောင်းဆုံးရွေးချယ်မှုဖြစ်ပါလိမ့်မယ်ဘာလို့လဲဆိုတော့ဒါကသူ့ရဲ့ခွန်အားကိုတိတိတတ်တာဒိုးစေပြီးသူ့ကိုဘယ်လိုနည်းနဲ့မှနှေးကွေးစေမှာမဟုတ်လို့ပါဒုတိယအကြောင်းပြချက်ကတော့ show စက်ကတဲ့က God ကိုခွေးတကောင်ရဲ့တင်ကဲတာနဲ့အမြဲတမ်းတွဲဖက်ထားခဲ့ပါတယ်များသောအားဖြင့်သူ့ရဲ့မျက်နှာဖုံးတင်ပေါ်ဒါမှမဟုတ်အင်ဂျီမှာပေါ့ God ကခွေး theme ရှိတဲ့ fruit ကိုအသုံးပြုတာကိုမြင်ရတာတကယ်ကို cool မိုက်မှာခဲ့ပေမဲ့နောက်ဆုံးမှာ Gura no Mi ကခွန်အားနဲ့ပတ်သက်လာရင်အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ် Dark King Rayleigh အတွက် Bad Devil Fruit ကအသင့်တော်ဆုံးဖြစ်မလဲဆိုတာကိုမရှင်းဖာခင် Ban Backman အကြောင်းကိုအမြန်ပြောရအောင် Ban ကပင်လယ်ကမှာအလဲစားရဆုံးလူတွေကတွေ့ရောက်ဖြစ်ပြီး Red Hair Pirates ရဲ့ဒုတိယ commander ပါတခြား crew members တွေလိုပဲသူ့မှာ Devil Fruit မရှိပါဘူးဒါပေမဲ့သူဟာ Haki ကိုအသုံးပြုတာမှာအယောင်ကျွမ်းကျင်တယ်လို့အတည်ပြုထားပါတယ်ဘားလက်တွေထဲကိုတောင် Haki ထည့်ဆွဲနိုင်လောက်အောင်ပါပဲအခု Ban နဲ့သူ့ရဲ့ထူးခြားတဲ့စွမ်းရည်တွေအကြောင်းကျွန်တော်တို့အများကြီးမသိတာကြောင့်သူ့အတွက် Mankan တဲ့ fruit ကိုရှာဖွေဖို့တကယ်ကိုခက်ခဲပါတယ်ဒါပေမဲ့သူ့တေသနာအချို့ပြုလုပ်ပြီးနောက်ကျွန်တော်နောက်ဆုံးတော့ရှာတွေ့ခဲ့ပါပြီလို့ထင်ပါတယ်ခင်ဗျားတို့ဒါကိုမျော်လင့်ခါမှမဟုတ်ဘူးလို့ကျွန်တော်သိချပါတယ်ဒါကြောင့်ကျွန်တော်အမြင်အရဘန်ဘန်မှာအတွက်အကောင်းဆုံး fruit ကတော့ Foxy ရဲ့ Noro Mi ပါ
ကောင်းပြီခင်ဗျားတို့နည်းနည်းရှုပ်ထွေးနေတယ်ဆိုတာကျွန်တော်သိပါတယ်ဒါတွေပဲကျွန်တော်စကားကိုနားထောင်ပါဒီ devil fruit ကအခြေခံအဖြစ်သူ့ရဲ့သုံးဆွဲသူတွေကိုသူတို့ထိမိသမျှအရာဝတ္ထုတိုင်းကိုစက္ကန့်30ကြာနေကွေးစေနိုင်ပါတယ်ဒါကိုစိတ်ထဲမှာထားပြီးဘန်းဟာဒီစွမ်းရည်ကိုအသုံးပြုပြီးသူ့စီလာတဲ့ဘဲတိုက်ခိုက်မှုကိုမဆိုနေကွေးစေနိုင်ပါတယ်ပြိုင်ဘက်တွေကိုလိုက်တော့မတိလိုက်ပဲနေကွေးစေနိုင်ပါတယ်ဒီစွမ်းရည်ကိုသူ့ရဲ့ Haki Infused Bullets နဲ့ပေါင်းစပ်မယ်ဆိုရင်ဘန်းဟာ theory အရဘဲပြိုင်ဘက်ကိုမဆိုအားစိုက်ထုတ်เสียမလို့ပဲပစ်နိုင်ပါလိမ့်မယ်သူတို့နေကွေးထွက်တာကြောင့်ဒါကိုရှောင်တိန်ဖို့နီလာမရှိပါဘူးဘန်းရဲ့အတွေ့အကြုံကြောင့်သူဟာ Foxy လုခဲ့တာထက် fruit ကိုပိုပြီးကောင်းကောင်းအသုံးပြုနိုင်ပါ unique abilities တချို့ကိုတော့တီးထွင်နိုင်ပါတယ်ဥပမာရန်သူအများအပြားကိုတပြိုင်နက်အထိနေကွေးစေတာဒါမှမဟုတ်သူ့ပတ်ဝန်းကျင်မှာအသားအဆီးတကူဖန်တီးပြီးနီလာသူတိုင်းနေကွေးသွားစေတာမျိုးပေါ့ Silver's Rally ဒါမှမဟုတ်လူသိများတဲ့တာကင်ကဒန်တာရီလာပင်လယ်သားဖြတ်ပြီးရကရူမှာ Vice Captain ဖြစ်ပြီး series တစ်ခုလုံးမှာအတန်မာဆုံး characters တွေထက်ကတယောက်ပါဒီ list မှာပါတဲ့တခြား big shots အများစုလိုမဲ့သူ့မှာ devil fruit မလိုအပ်ပါဘူးဒါပေမဲ့သူ့အသုံးပြုတာကိုကျွန်တော်တကယ်တမ်းညင်ချက်နဲ့တခုတော့ရှိပါတယ် Black Bear ရဲ့ fruit ယာမီနိုမီပါဆိုလိုတာကပထမဆုံးအနေနဲ့သူကတကယ်တမ်း darkin ဖြစ်ပါတယ်ဒါကြောင့်သူ့မှာမောင်မိုက်တဲ့ devil fruit လည်းရှိတယ်ဆိုရင်ဘလောက်ခူးလဲဆိုတာကိုစဉ်းစားကြည့်ပါဒုတိယအနေနဲ့ကျွန်တော်တို့ရှန့် segment မှာဖော်ပြခဲ့ပြီးဖြစ်သလိုဒီ Logia devil fruit ကတခြား fruits တွေကိုပြတ်ပြဲစေပြီးရှိသမျှအရာတွေကိုသူ့ထဲကိုဆွဲသွင်းဖို့ vortex ဝေကရက်တစ်ခုအထိလှုပ်ဆောင်နိုင်တာကြောင့်အတန်မာရုံးတစ်ခုဖြစ်နိုင်ပါတယ် Rayleigh က Haki ရဲ့ master ဖြစ်ပေမဲ့ Sabaudi Arc မှာ Admiral Kizaru ကိုတိုက်ခိုက်ရာမှာသူအခက်ခဲတွေရှိခဲ့ပါတယ်တိုက်ပွဲကြာရှည်ခဲ့ရင်သူရှုံးနိမ့်သွားနိုင်မှာပါဒါကြောင့်တခြားလူတွေရဲ့စွမ်းရည်တွေကိုပြတ်ပြဲစေဖို့ဒီ devil fruit ရှိတာကသူ့အတွက်မယုံနိုင်လောက်အောင်အကျိုးရှိပါလိမ့်မယ်ဘာလို့လဲဆိုတော့သူ့ဘန်းရန်တူကိုမဆိုရင်ဆိုင်နိုင်မှာဖြစ်လို့ပါရိုးရိုးသားသားပြောရရင် Logia type fruit တော်တော်များများက Rayleigh ကိုအစွမ်းသာစေမယ်လို့ကျွန်တော်ခန်းစားရပါတယ်ဒါပေမဲ့သူ့ကိုအမောင် fruit ပေးဖို့အခွင့်အရေးကိုကျွန်တော်လက်လွတ်ခံလို့မရပါဘူးဒီဗီဒီယိုကို click လုပ်ပြီးအတားမာဆုံး devil fruit တွေကိုအစစ်သတ်မှတ်ထားတဲ့ဗီဒီယိုကိုကြည့်လိုက်ပါ